အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်ပြန်နှွှဲလိုက်တာဖြစ်ပါတယ်အဲ့ဒါကတော့ဒါပြန်ကြပါလေဒီမှာကျွန်တော်တို့648ဒီလိုထောင်းထားပါတယ်အဲ့လိုလုပ်ပြီးအဲ့အောက်မှာကျွန်တော်တို့ဒါနှလုံးပေါင်းချင်း6တန်9တန်တခုပေးရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့နှလုံးပေါင်းချင်း6တန်ဒီအောက်မှာသူပေးသွားပါတယ်အဲ့ဒီအောက်မှာဒါပြန်ကြကနန်းထွက်ပြီးပါတယ်ဒီမှာလည်းဒီတိုင်းပါပဲကျွန်တော်တို့119သူ့အောက်မှာဒါနှလုံးပေါင်းချင်း9တန်6တန်ပေးထားပါတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်းဒီမှာကျွန်တော်တို့ပြန်ကြကနန်းထွက်ထားပါတယ်ဒီမှာလည်းအတိုင်းပါပဲဒါ398အဲ့ဒီအောက်မှာလည်းဒါ6တန်ပေးထားပါတယ်အဲ့မှာလည်းကျွန်တော်တို့4-5လေးဒီသူ့ထက်မှာဒါပြန်ကြကနန်းကိုထွက်ပေးထားပါတယ်ဒီမှာလဲ649ခွန်လို့ဒီမှာလောက်ထားပါတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင်လည်းဒါနှလုံးပေါင်းချင်း9တန်ပေးထားပါတယ်အဲ့ဒီရဲ့အောက်မှာကြီးလိုက်ရင်လည်းဒါပြန်ကြကနန်းကိုပေးထားပါတယ်ဒီမှာလဲကျွန်တော်တို့ခွန်လေးရှစ်လို့လောက်ထားပါတယ်အဲ့ဒီအောက်မှာလဲဒါနှလုံးပေါင်းချင်း6တန်ပေးထားပါတယ်အဲ့နှလုံးပေါင်းချင်း6တန်ရဲ့အောက်မှာလဲဒီ6ချောင်းနဲ့ဒီသူ့ထွက်အထက်ကဒါပြန်ကြကနန်းကိုထွက်ထားပါတယ်ဒီမှာလဲကျွန်တော်တို့953ဆိုပြီးလောက်ထားပါတယ်သူ့အောက်မှာလဲနှလုံးပေါင်းချင်း6တန်ဆိုပြီးပေးထားပါတယ်အဲ့ဒီရဲ့အောက်မှာဒါ356ဟာလဲသူ့ထက်ကပြန်ကြကနန်းကိုပေးထားပါတယ်ဒီမှာကျွန်တော်တို့328ဒါ328လို့လုပ်ထားပါတယ်ဒီမှာလည်းကျွန်တော်တို့နှလုံးပေါင်းကြီး6တန်9တန်ပေးထားပါတယ်အဲ့ဒီအောက်မှာဒါပြန်ကြကနန်းဟာတစ်ချိန်ထွက်ပြီးမှဖြစ်သည့်အတွက်ယခုဘွဲဟာပြန်ကြကနန်းပေးဖို့ရအားကောင်းပါတယ်ဒီမှာကျွန်တော်တို့9လေးနဲ့ဆိုပြီးပထမပရင်တည်ပါတယ်သူရဲ့အောက်1 2 3 4ဒါ26ခွန်သည်ဒါသူရဲ့ထက်က9 6ကပက်လေသည်ဒါကြာနေပါတယ်ဒီမှာလည်းကျွန်တော်တို့9လေးနဲ့ဆိုပြီးဒုတိယကြိမ်တည်ထားပါတယ်သူရဲ့ဒီမှာမြင်းကုန်းအောင်မှာကြည့်လိုက်ရင်1 2 3 4ဒါခွန်တော်ညာလေးသည်သူ့ထက်ကဒါခွန်တော်ညာလေးဆိုပြီးတော့ပေးထားပါတယ်ဒီမှာလဲ6လေးနှစ်လို့တဲထားပါတယ်တတိယကြိမ်နေနဲ့သူ့ရဲ့မြင်းကုန်းအောက်မှာကြည့်လိုက်ရင်1 2 3 4ဒါသူ့ထက်ကကနန်းတစ်ခွက်ထွက်ရမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာ2434ပထမပရင်တည်ပါတယ်သူ့ရဲ့ဒီဘက်ကျွန်တော်တို့ကြည့်လိုက်ရင်1 2 3 4 5 6 9 8 9ဒီကနန်းဒီသူ့ရဲ့ဘယ်ဘက်1 2 3 4 5 6ဒါဘယ်ဘက်6ချိန်မြောက်ကကနန်းထွက်မှာဖြစ်ပါတယ်သူ့ထက်မှာ break 3ဆိုပြီးသားပုံတွေတည်ထားပါတယ်ဒုတိယ frame အနေနဲ့ကလည်း2434ဒုတိယ frame တည်ပါတယ်သူရဲ့ညာဘက်ဇောင်း9ချိန်မြောက်ကိုရေတွက်ကြည့်လိုက်ရင်1 2 3 4 5 6 8 9ဒီ3ခွန်လေးဒီသူရဲ့ဘယ်ဘက်တစ်ချိန်2ချိန်3ချိန်3ရကနန်းခွန်တော်ညတဲ့ဆိုပြီးဒါပက်လက်ကြပါတယ်သူရဲ့ထက်မှာလည်း break 3ဆိုပြီးပုံတွေတည်ထားပါတယ်တတိယ frame နေနဲ့ကတော့ကျွန်တော်တို့ဒီမှာ2434ထောင်ပါတယ်သူရဲ့ညီအားပဲဇောင်း9ချိန်မြောက်ကိုရေတွက်ကြည့်လိုက်ရင်1 2 3 4 5 6 8 9ဒါယခုပွဲမှာကြာမကနန်းဒီဒါကျွန်တော်တို့က3နှုတ်ချင်းနဲ့ဆိုတော့ဒါဒီနှစ်အတွင်းတွေကကနန်းဖြစ်ရမှာဖြစ်ပါတယ်ဘရေ3ရဲ့အောက်ကကနန်းဆိုတော့ဒါ
900ပဲရှိပါတယ်ဒီမှာကျွန်တော်တို့936ဆိုပြီးပထမဖရင်တည်ပါတယ်သူရဲ့ညာဘက်1 2 3 4 5 6တရန်းနဲ့ချောင်းကျိန်မြောက်ကိုရေတွက်ကြည့်လိုက်ရင်920ဒီသူရဲ့အထက်ကဒါပြန်ကြကနန်းကိုပေးထားပါတယ်ဒီမှာကျွန်တော်တို့936ဆိုပြီးဒုတိယ frame တည်ပါတယ်သူရဲ့ညာဘက်1 2 3 4 5 6ညာဘက်6ကျိန်မြောက်မှာရေတွက်ကြည့်လိုက်ရင်လည်းဒီ635လေးဒီသူ့ရဲ့ထက်ကပြန်ကြကနန်းကိုပေးထားပါတယ်ဒီမှာကျွန်တော်တို့936တတိယ frame တည်ပါတယ်သူရဲ့ညာဘက်1 2 3 4 5 6ဒါယခုဝဲမှာကြာမဲ့ကနန်းဒီဒါပြန်ကြကနန်းပဲ2025တွေကပြန်ကြကနန်းတစ်ခွက်ခွက်ဖြစ်ရမှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာ3 ဘိတ်3ထိပ်ဒါတဲထားပါတယ်အဲ့ပေါင်းချင်းဒီ6လို့ယူထားပါတယ်အဲ့နှစ်ထဲမှာဒီမှာကျွန်တော်တို့4ထိပ်ရယ်9ထိပ်ရယ်3ထိပ်ရယ်ဒီဒါ6လို့ပေါင်းချင်းဖြစ်ရမှာဖြစ်ပါတယ်အဲ့မှာတခါလဲကျွန်တော်ပြလိုက်ပါမယ်အဲ့36လေးဆိုတဲ့ခဏန်းလေးဒီသူ့ရဲ့အထက်ကခဏန်းကိုဒါကြာနေပါတယ်ဒုတိယ frame ဖြစ်တဲ့3 ဘိတ်3ထိပ်ဒါပေါင်းချင်း6ဖြစ်ပါတယ်အဲ့နှစ်ထဲမှာလည်းဒီမှာကျွန်တော်တို့3ထိပ်ခွန်လေး6လေးဒီပေါင်းချင်း6လို့ဖြစ်ပါတယ်အဲ့650ဒီသူ့ရဲ့ဘယ်ဘက်1 2 3 4ဒါ4ပြန်ကဏ္ဍကိုပြီးသွားပါတယ်တတိယ frame ဖြစ်တဲ့3 ဘိတ်3ထိပ်တတိယ frame မှာလည်းကျွန်တော်တို့တည်ပါတယ်ပေါင်းချင်း6လို့ဒါယူဆပါတယ်ပေါင်းချင်း6လို့ပေါင်းချင်းဒီ6ဖြစ်ပါတယ်အဲ့6ကြောင့်ဒီမှာကျွန်တော်တို့2ထိပ်ရယ်4ထိပ်ရယ်3ထိပ်ရယ်ဒီ6လို့ဖြစ်ပါတယ်ဒီ3 1 4ဒီ1 2 3 4ဒါ4ပြန်ကဏ္ဍကိုပြီးသွားပါတယ်ဒီမှာ Sroda frame ဖြစ်တဲ့3 ဘိတ်3ထိပ်လို့တည်ပါတယ်ဒါပေါင်းချင်းဒီ6ပါအဲ့မှာလည်းကျွန်တော်တို့1ထိပ်ရယ်8ထိပ်ရယ်9ထိပ်ရယ်ဒီဒါ6ပေါင်းချင်း6ဖြစ်ပါတယ်အဲ့တော့ဒီ9ထိပ်ကြပြီးတော့ဒီကဏ္ဍလေးဒီဒါဒီနှစ်အတွင်းကကဏ္ဍဆိုပြီးကျွန်တော်ယူဆပါတယ်ပထမကျွန်တော်တို့ပထမ frame ဖြစ်တဲ့ဒီကြတဲ့ကဏ္ဍဒီ36လေးဒီသူ့ရဲ့အထက်ကကဏ္ဍဖြစ်ပါတယ်ဒုတိယ frame ဖြစ်တဲ့ဒီ650ဒီလည်းသူ့ရဲ့ဘယ်ဘက်1 2 3 4နှစ်တွင်ကဏ္ဍဖြစ်ပါတယ်အဲတော့တတိယဒီကဏ္ဍ3 လေးဒီသူ့ရဲ့ဘယ်ဘက်နဲ့က1 2 3 4ပြန်ကဏ္ဍကြာတာဖြစ်သည့်အတွက်ဒါကျွန်တော်ယူဆကြည့်တာကတော့ဒီမှာကြာမဲ့ကဏ္ဍလေးကတော့ဒါဒီနှစ်အတွင်းကကဏ္ဍဆိုပြီးတော့ကျွန်တော်ယူဆလိုက်ပါတယ်ဒီကတော့ကျွန်တော်တို့ဒီမှာ3ခုနှစ်မှာ3ခုနှစ်ကနေ5ခုနှစ်မှာကြည့်လိုက်ရင်ကျွန်တော်တို့ဒီ3ထိပ်လေးဒီဘက်မြင်းကုန်မှာ3ထိပ်ဆိုပြီးပေးထားပါတယ်အဲ့ဒါမျိုးဒီပုံမှန်အဖြစ်ဒါ2ကြိမ်ပေးပါတယ်ဒီမှာလည်းကျွန်တော်တို့ဒါ6တွေက6တွေပေါ့ဗျာဒီ6တွေဒီဘက်မြင်းကုန်မှာ6တွေဆိုပြီးတော့ပေးသွားပါတယ်ဒီမှာကျွန်တော်တို့3ခု5ခုဒီမှာ3ညထိပ်ဒီဘက်မြင်းကုန်မှာ5ခုနဲ့ကိုထိပ်လူထိပ်ဆိုပြီးပေးသွားပါတယ်ဒီမှာကြည့်လိုက်ရင်လည်းဒါ4ထိပ်လေးဒီ4ထိပ်ဆိုပြီးတော့ဒီဘက်ကောင်းမြင်းကုန်မှာပေးသွားပါတယ်ဒီမှာလည်းကျွန်တော်တို့3ညထိပ်လေးဒီ3ညထိပ်ဆိုပြီးတော့ပေးသွားပါတယ်ဒီ3ခု5ခုမှာလည်းဒီတိုင်းပါပဲ2ထိပ်က2ထိပ်ဆိုပြီး
ပေးသွားပါတယ်ယခုကျွန်တော်တို့ဒီဘက်မှာကြည့်လိုက်ရင်ဒီထိတ်လူတွေလေးဟာဒီလိုဇောင်းထိတ်လူတွေမြင်းကုန်ဇောင်းလေးတွေဟာပေးမထားသေးပါဘူးအဲ့ဒါကြောင့်မလို့ဒါယခုပွဲမှာဒါခွန်လေးစီးကြောက်ရအားကောင်းပါတယ်နောက်တစ်ချက်အနေနဲ့ကလည်းကျွန်တော်တို့၄ခု၅ခုနဲ့မှာဒီမှာထိတ်လူတွေပါဝါပေးထားပါတယ်ဒီမှာ၄ခု၅ခုမှာလည်းထိတ်လူတွေပါဝါဆိုပြီးပေးထားပါတယ်ဒီမှာလည်းကျွန်တော်တို့၄ခု၅ခုနဲ့မှာထိတ်လူတွေပါဝါပေးထားပါတယ်ဒီမှာလည်း၄ခု၅ခုနဲ့မှာထိတ်လူတွေပါဝါဆိုပြီးပေးထားပါတယ်ဒီမှာလည်း၄ခု၅ခုနဲ့မှာထိတ်လူတွေပါဝါပေးထားပါတယ်ဒီမှာ၄ခု၅ခုနဲ့မှာမပေးသေးပါဘူးအဲ့တော့ကျွန်တော်တို့ဒီမှာနှစ်ထိတ်လေးကခွန်ထိတ်ဆိုပြီးပါဝါပေးဝေးရအားကောင်းပါတယ်ဒါခွန်ထိတ်သီးလေးကြောက်ဝေးရအားကောင်းပါတယ်အဲ့တော့ဒီမှာကတော့ကျွန်တော်တို့ဘရိတ်1ဘရိတ်2 1နှစ်ဆိုပြီးပထမပရင်တည်ပါတယ်သူ့အောင်မှာခွန်တွဲဟာကျွန်တော်တို့ပုံလေးတည်ပါတယ်သူ့ထက်မှာဆိုလို့ရှိရင်ဒါကျွန်တော်တို့နှစ်ထိပ်စီဆိုပြီးဒါပေးပါတယ်ဒုတိယဖရင်ဖြစ်တဲ့ဘရိတ်1ဘရိတ်2ဆိုပြီးဒုတိယဖရင်တည်ပါတယ်သူ့ထက်မှာ၄ထိပ်စီဆိုပြီးပေးထားပါတယ်တတိယဖရင်မှာလည်းဘရိတ်1ဘရိတ်2ဆိုပြီးတတိယဖရင်တည်ပါတယ်သူ့ထက်မှာ3ဘိတ်ဆိုပြီးပေးထားပါတယ်စတုရဖရင်ဖြစ်တဲ့ဘရိတ်1ဘရိတ်2စတုရဖရင်တည်ပါတယ်ဒီမှာ5ဘိတ်ဆိုပြီးပေးထားပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာစီနီယာပြတ်ပေါ့ဗျာ2 4 3 5ဆိုပြီးစီနီယာပြတ်ပေးပါတယ်အဲ့လိုဒီရဲ့အောက်မှာကျွန်တော်တို့ဒီနှလုံးပေါင်းချင်း3လေးဟာဒီခွန်တွေရဲ့ငြိမ်နဲ့ဒါ3ဆိုပြီးကျွန်တော်ယူဆလိုက်ပါတယ်ဒီမှာလဲ9 5 4လေးဟာလဲဒီမှာကျွန်တော်တို့4ပိုင်းနဲ့1ခွန်တို့ဆိုပြီးယူဆလိုက်ပါတယ်ဒီမှာနှလုံးပေါင်းချင်း2လေးဟာဒီမှာ2ပိုင်းဆိုပြီးတော့1ခွန်တို့ဆို1ခွန်တို့ရဲ့ပုံ1ခွန်တို့ရဲ့ပုံစီနဲ့ဒါ2ခွန်ဆိုပြီးပြီးသွားပါတယ်ဒီမှာကျွန်တော်တို့နှလုံးပေါင်းချင်း5လေးဟာဒီမှာ5ပိုင်းပေးမယ်ဆိုလို့ရှိရင်ခွန်တွေပုံစီနဲ့ဆိုတော့ခွန်တဲ့5ကိုပေးဖို့ရလဲဖြစ်ပေးဖို့ရလဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်လိုက်ရင်ဒီမှာ2 4 3 5စီနီယာပြက်အဲ့ဒီအောင်မှာလဲဒီမှာပေါင်းချင်းနောက်ပိတ်ထိပ်ပေါင်းချင်းစီ3 4 2 5ပေါ့ဗျာစီနီယာပြက်အဲ့လိုဖြစ်သည့်အတွက်ဒီ3မိုင်လို့ကျွန်တော်ယူဆပါတယ်ခွန်တွေအတွက်ညီနဲ့ဒီ4ဒီလဲ4ပိုင်းဆိုပြီးကျွန်တော်ယူဆပါတယ်ခွန်တွေအတွက်ညီနဲ့ဒီ2ဒီလဲ2ပိုင်းဆိုပြီးကျွန်တော်ယူဆပါတယ်ခွန်တွေအတွက်ညီနဲ့ဒီမှာကျွန်တော်တို့5ဒီလဲ5ပိုင်းခွန်တွေအတွက်ညီနဲ့ဆိုတော့ခွန်တွေ5ပက်လေလေးကိုလဲဒါကြနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြလိုက်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒါခွန်တွေတွဲလေးဖြစ်နိုင်တာလေးကိုကျွန်တော်ပြပါမယ်ဒါ3ခါမြင်းကုန်မှာကြပါတယ်ဒီ3ခါဒီဘက်3ခါဆိုပြီးကျွန်တော်တို့မြင်းကုန်မှာကြပါတယ်ခွာပေါင်းချင်း6ဖြစ်ပါတယ်ဒီမှာ1ခါက1ခါဆိုပြီးကြပါတယ်ခွာပေါင်းချင်း4ဖြစ်ပါတယ်9ခါခွာပေါင်းချင်း2ဖြစ်ပါတယ်ခွန်ခါခွာပေါင်း10ဖြစ်ပါတယ်အဲ့တော့ခွာ6ခွာ4ခွာ2ခွာ3ရဆိုပြီးတည်ပါတယ်အဲ့တော့ဒီ3ခါရဲ့နှစ်ထဲမှာကျွန်တော်တို့နှစ်ပိတ်မှာဆိုလို့ရှိရင်ဒါ1လေးတဲ့အငြိမ်ဖြစ်1လေးတွဲလို့ပေးထားပါတယ်ဒီမှာကျွန်တော်တို့1ခါရဲ့နှစ်ထဲမှာလည်းဒီမှာ9တွေ့တယ်ဆိုပြီးပေးထားပါတယ်ဒါ1လေးတွဲ1 5တွဲပေါ့ဗျာနောက်တစ်ချက်ကဒီ6ခါနှစ်ထဲမှာလည်း
ဒီမှာကျွန်တော်တို့16တွဲကိုပြီးသွားပါတယ်ဒီမှာခွန်ကားနှစ်ထဲမှာလည်းဒါ9တွဲလေးပြီးနိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြလိုက်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဒါတစ်တလုံးကြနိုင်တယ်ဆိုတာကိုကျွန်တော်ပြချင်ပါတယ်အဲ့ဒါကတော့ဟိုပေါ့ဗျာပုံတူပေါ့183လို့သွားပြီးဒီအောက်မှာဒါတစ်တလုံးသုံးတော့ပါတယ်ဒီမှာလည်း183လို့ထောင်းပြီးဒီအောက်မှာလည်းတစ်တလုံးသုံးတော့ပါတယ်ဒီမှာလည်းကျွန်တော်တို့183လို့သွားပြီးရင်ဒီအောက်မှာတစ်တလုံးပြီးသွားပါတယ်ဒီမှာလည်း183လို့သွားပြီးရင်ဒီအောက်မှာတစ်တလုံးသုံးတော့ပါတယ်ဒီမှာလည်းကျွန်တော်တို့183လို့တဲရတာဖြစ်သည့်အတွက်ဒီအောက်မှာဒါတစ်တလုံးကိုပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြလိုက်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဒီမှာခါနောက်ဘိတ်လို့တဲရပါတယ်အဲ့နဲ့ခါ9ခါ9ဘိတ်လို့တပင်ကျော်တဲပြီးတော့နောက်နှစ်မှာ9ဘိတ်ဒီတပိတ်9ဘိတ်တစ်ချိန်9ဘိတ်2ချိန်ဆိုပြီးပုံသေးပေးထားပါတယ်အဲ့မှာကျွန်တော်တို့ပုံသေးပေးထားပြီးတော့ဒီပုံသေးပေးထားပါတယ်ဒီမှာကျွန်တော်တို့တပင်2ပင်3ပင်မှာဒါ9တန်သုံးထားပါတယ်9ရပါဝါဒါ4တန်လည်းသုံးထားပါတယ်ဒီဘက်မှာကြာမဲ့ကဏ္ဍလေးဟာဒါညီကိုတရွဲလည်းဖြစ်ရမယ်ပါဝါလည်းဖြစ်ရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြပါတယ်ပြလိုက်ပါတယ်ဒါ650ဒီညီကိုတရွဲလည်းဖြစ်ရမယ်ဒါပါဝါတရွဲလည်းဒါပေးနေပါတယ်ဒီမှာကျွန်တော်တို့ဒုတိယပရင်ဖြစ်တဲ့နှစ်ခါတပင်ကျော်နှစ်ပိတ်ဆိုပြီးတည်ပါတယ်နောက်နှစ်မှာနှစ်ပိတ်ဒီတစ်ချိန်ဒါနှစ်ပိတ်ဒီ2ချိန်ဆိုပြီးတည်ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာကြည့်လိုက်ရင်လည်းဒါ10ပိုင်းပေါ့ဗျာဒါဒီမှာ10ပိုင်းလို့သုံးတာပါတယ်အဲ့ရနေပြီးကျွန်တော်တို့အောက်မှာတပင်2ပင်3ပင်ပြန်ပြောမယ်ဆိုလို့ရင်ကျွန်တော်တို့ဒီမှာ9ခါတပင်ကျော်9ဘိတ်လို့ကြာပါတယ်နောက်နေ့မှာ9ဘိတ်ကတစ်ချိန်9ဘိတ်2ချိန်ပုံစံတည်ပါတယ်နောက်ဒီမှာကျွန်တော်တို့အကျဉ်း20မှာ10ပိုင်းလို့ပုံစံသုံးတော့ပါတယ်အောက်မှာဒါခွန်ဘိတ်ပေါ့ဗျာခွန်9နောက်3ပေါ့ဗျာဒီလိုသွားမှာပေါ့အဲတော့ကျွန်တော်တို့ဒီမှာခွန်တစ်လုံးသုံးတော့ပါတယ်အောက်မှာကျွန်တော်တို့နှလုံးပေါင်းချင်း9တန်ထည့်ပါတယ်နှလုံးပေါင်းချင်း9ဒီဒါပါဝါ4ဆိုပြီးရိုက်သွားပါတယ်သူ့အောက်မှာဒါကြာမကနန်းဒီပုံစီပေါ့ဗျာညီကိုတရွဲနဲ့ဒါပါဝါတရွဲပေးနေပါတယ်ဒီမှာလဲကျွန်တော်တို့နှစ်ခါတပင်ကျော်မှာဒါနှစ်ပိတ်ဆိုပြီးပေးထားပါတယ်နောက်နှစ်မှာကျွန်တော်တို့နှစ်ပိတ်ဒီတစ်ချိန်နှစ်ပိတ်ဒီ2ချိန်လို့ပေးထားပါတယ်ဒီအချိန်20မှာရှေ့ဒီအလုံးပိုင်းလို့သုံးပါတယ်ဒီမှာကျွန်တော်တို့9ပိုင်းပေါ့ဗျာခွန်ပိုင်းတော့ဒုတိယက9ပိုင်းပေါ့ဗျာသူ့အောက်မှာပေါင်းချင်း9တန်ပေါင်းချင်းနှလုံးပေါင်းချင်း9တန်သုံးတာပါတယ်သူ့အောက်မှာဒါ9ရဲ့ပါဝါ4ပေါ့ဗျာ4တန်သုံးတာပါတယ်အဲ့ဒီအောက်မှာဆိုလို့ရှိရင်ဒါကြာမဲ့ကဏ္ဍဒီဒါညီကိုတော်ရဲ့ပါဝါတော်ဖြစ်ရမယ်ပေါ့ဗျာအဲ့လိုပေးသွားပါတယ်နောက်တတိယ frame မှာလဲခွန်ခါတပင်ကျော်မှာခွန်ပိတ်ဆိုပြီးသုံးသွားပါတယ်အဲ့နောက်နှစ်မှာခွန်ပိတ်ဒီတစ်ချိန်ခွန်ပိတ်ဒီ2ချိန်လို့သုံးပါတယ်အချိန်20မှာ10ပိုင်းလို့သုံးပါတယ်သူရဲ့အောက်မှာကျွန်တော်တို့ဒါ3ကိုသုံးသွားပါတယ်ပထမခွန်ဒုတိယက9တတိယကကျွန်တော်တို့3ပေါ့ဗျာသုံးသွားပါတယ်အောက်မှာနှလုံးပေါင်းချင်း9တန်9ရဲ့ပါဝါဒါ4ဆိုပြီးရိုက်သွားပါတယ်သူ့အောက်မှာကြာမဲ့ကဏ္ဍလေးဒီဒါညီကိုတရွဲပါဝါတရွဲပြီးသွားပါတယ်စရိုးရပရင်ဖြစ်တဲ့ကိုခါ9ဘိတ်ဆိုပြီးစရိုးရပရင်တည်ပါတယ်သူ့နောက်နဲ့မှာ9ဘိတ်ဒီတစ်ချိန်9ဘိတ်ဒီ2ချိန်ဆိုပြီးပြီးသွားပါတယ်နောက်ကျွန်တော်တို့ဒီမှာအချိန်20မှာလဲ10ပိုင်းဆိုပြီးသုံးသွားပါတယ်သူ့အောက်မှာကျွန်တော်တို့ဒါ1ပိုင်းကိုလဲသုံးသွားပါတယ်ပထမကခွန်ပိုင်းဒုတိယက9ပိုင်းဒါတတိယက3ပိုင်းစတုထကဒါ1ပိုင်းပေါ့ဗျာသုံးပြီးအောက်မှာ
နှလုံးပေါင်းချင်း9တန်သုံးသွားပါတယ်9ရဲ့ပါဝါဒ4ဆိုပြီး4တန်လည်းသုံးသွားပါတယ်သူ့အောက်မှာကြာမဲ့ကဏ္ဍလေးဒီဒါညီကိုတရွဲဖြစ်ရမယ်ပါဝါတရွဲဖြစ်ရမယ်ဆိုတော့ဒါ89လေးကိုလည်းအနည်းငယ်ထိုးဝေရကိုကျွန်တော်ပြလိုက်ပါတယ်အဲ့တော့ကျွန်တော်မြင်လာလေးတွေကိုအားလုံးချပြလိုက်ပါတယ်ဒါမိမိတို့ကြိုက်နေတဲ့ရင်ထိုးနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်